ဒီလိုဟင်းလျာမျိုးကတော့တကယ်ကိုထမင်းမြင်စေမဲ့မြမရိုးရလဲရစစ်စစ်လေးပဲဖြစ်ပါတယ်။အသားဟင်းမပါပေမဲ့လေပဲကြီးရဲ့အစိမ့်ဘူးရွက်ရဲ့အချိုနဲ့ချင်းပေါင်ဘူးထောင်းစစ်စစ်လေးကရှာပေါ်မှာတကယ်ကိုပြည့်ပြည့်စုံနေမှာပါ။ပါဝင်ပစ္စည်းများကတော့ပဲကြီးဘူးရွက်နူနူကျက်သွန်ဖြူဂျင်းနနွင်းမုံစားဟင်းခတ်မုံတွေပဲဖြစ်ပါတယ်။ချက်ပြုတ်ပုံကစီတရန်ဒေအိုရဲစီအနေငယ်ထည့်ပြီးထောင်းထားတဲ့ကျက်သွန်ဖြူညဲဂျင်းကိုနနွေးမုံလေးနဲ့အတူမှုေးညီအောင်စီတက်ပါရေဆေးထားတဲ့ပဲကြီးလေးကိုထည့်ရေမြုပ်ယုံထည့်ပြီးပဲနူအောင်အဖုံးအုပ်တီထားပါအရသာသွင်းရန်ရေဆူပြီးပဲနူလာပြီးဆိုရင်စားနဲ့ဟင်းခတ်မုံကိုမိမိစိတ်ကြိုက်မီးပြီးထည့်ပါနောက်ဆုံးမှာဘူးရွက်နုနုလေးကိုခတ်ပြီးအဖုံးပြန်အုပ်ထားပါပွားပွားဆူလာပြီးဟင်းရွက်လေးတွေနွမ်းသွားပြီဆိုရင်တော့စိတ်အိမ်ညွေဘူးရွက်ပဲကြီးဟင်းကြိုလေးရပါပြီအားလုံးပဲစားကြပါအောင်နော်ဒီလိုဟင်းကြိုလေးရဲ့ချင်းပေါင်မိုးတောင်းဆက်ဆက်လေးရဲ့ငါးချောက်ကျော်လေးရဲ့နဲ့ဆိုထမင်းဘယ်နှပန်းငယ်ကုံတော်မှန်းတောင်သိမှာမဟုတ်ဘူးနော်